ပုတ်တဲ့ဖမ်းနဲ့အခြေပြောင်းလေဒါယူတော့တက်လို့တယ်နံပါတ်1ချွန်တိန်ပုတ်တဲ့ဖမ်းနဲ့အခြေပြောင်းလေတယ်ဒါယူတက်ဘာငါပုတ်တဲ့ဖမ်းနဲ့အခြေပြောင်းလေတယ်ဒါကိုယူတယ်တက်လို့ခြေကပ်ပြီးထိုးမှရောက်တဲ့လက်တကန်းအနေထားအဲ့အနေထားဆိုအနေရှိတယ်နော်ကိုဓာတ်နဲ့ပုံထိအဲ့တော့နံပါတ်1ဒါထိုးတဲ့အခါမှာစောက်ကိုစုပ်တယ်ဒါပုံမှန်တိုင်းသိပြီလားနော်အဲစုပ်တဲ့အချိန်မှာပုတ်တဲ့လက်ကကြားပုတ်ဒီနေရာကိုပုတ်လိုက်တာနော်ပြီးတော့ဒီမှာဖမ်းတယ်ဖမ်းတဲ့အခါဒီလက်ကောက်ဝဲအကျောနေရာကိုပြီးအောင်ဖမ်းမယ်ပြီးရင်ခြေပြောင်းပြီးတော့မှဒီဘက်ကိုတင်ခဲ့တာဒါကဒီလိုဖြစ်သွားတယ်ပြီးရင်ဒါကဒီလိုဖြစ်တဲ့အခါမှာသူ့ရဲ့ open point ရှိတယ် open point ကိုတွန်းပြီးတော့ဒါမမီဘူးဝေးတယ်ဆိုရင်ခြေတက်ပြီးတော့ဒါထိုးလိုက်အဲနံပါတ်1နံပါတ်2တေးပြီးတော့မှဒီကောင်ပုတ်လိုက်တယ်ပုတ်တဲ့လက်ကကြားပုတ်ကဒီနေရာကိုပုတ်လဲရတယ်ဒီနေရာပုတ်တယ်ဒါပေမဲ့ကပ်ပြီးရှောင်းတာဖြစ်တဲ့အတွက်ဒီနေရာကိုပုတ်တာအကောင်းဆုံးပဲပုတ်တဲ့လက်ကအရန်အားနဲ့ပုတ်လိုက်ဝေးသွားမယ်အဲ့တော့အရန်မပုတ်ဘဲနဲ့စက္ကန့်အသားလေးအထိလွတ်ပုတ်တာရှိမှာပြီးတော့လက်ကဒီတော့လက်ပေါက်ကဒီနေရာကိုယူတယ်အင်းချီပြောင်းလိမ့်တယ်ရန်ကဒီမှာဒီနေရာကိုရိုက်ချိုးလိုက်ရတယ်နော်ပြီးတော့မှဒါကိုဒီလိုတွန်းယူတယ်ပြီးမှခြေတက်ပြီးတော့ထိုးတယ်နံပါတ်2နံပါတ်5ကျတော့ချောင်းချုံးစုပ်လိုက်ကြတယ်ချုံးစုပ်လိုက်ဆိုတော့လွတ်ဖို့လို့နော်ဒီမှာပုတ်တာဒီနေရာကိုပုတ်တာနော်ကြားပုတ်နဲ့ဒီနေရာကိုတွန်းပုတ်လိုက်အရန်ကြီးဝေးဝါးရင်ဖမ်းလို့မရတော့ဖမ်းနေတာပုတ်ပြီးတော့ဖမ်းမယ်ပုတ်ဖမ်းဆွဲလိမ့်တာဆွဲလိမ့်ထိုးတာဒီနေရာမှာဒါအများကြီးလုပ်လို့ရတယ်ဒီနေရာမှာအများကြီးလုပ်လို့ရတယ်နော်ဒါကိုတွန်းယူမယ်ပြီးတော့မှတက်ထိုးတာဒါနံပါတ်5